ချစ်ရွှာပေးနေတဲ့ပရိသတ်အလုံးမင်္ဂလာပါ2026 March 28 ရက်နေ့စနေနေ့တနေ့တာလက်နေရကအနောက်တောင်ရစန္ဒီယာရကမြောက်ရရံပေါ်ရရကအရှေ့မြောက်ရဖြစ်ပါတယ်ဒီနေ့ဂျာဇာပွေရရကအထက်ရဖြစ်ပါတယ်မူလဆန်းရှင်ရကအတ္တလိတ္တလက်ခဖြစ်တဲ့မိသယာတိမှာသောက်ကြကျူတည်တယ်မေတော်ယာတိမှာခြာသာပရိကျူကရကယာတိမှာတနင်္လာကျူတင်ယာတိမှာကိတ်ကျူကောယာတိမှာအင်္ဂါကျူမုဒ္ဓကျူရောင်ကျူတို့တည်ရှိပြီးတော့မေယာတိမှာတနင်္ဂနွေကျူနဲ့စနေကျူတို့အသီးသီးတည်ရှိတယ်မိသယာတိဘွားတွေမှာရံများမယ်အတိုက်ခံများမယ်ဆောရဲစာကငွေကြေးလက်ပြောင်းတဲ့တွေတတိထားမနေ့စနေဝဲနဲ့စနေကြအထူးပြုဆိုင်ပြီးလောက်အောင်တိတ်တရာဒီဘွားတွေမှာရပိုင်ခွင့်ပြန်လဲတောင်းဆိုရရှိနိုင်တယ်အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်ရတတ်တဲ့လူတွေပြန်လုပ်ရမယ်လုံအောင်တွေပြန်လဲကောက်ခံကြိုက်တွေလှုပ်၍အထူးချိုးပေးတဲ့ခံတဲ့ငွေကြေးခံကောင်းခြင်းတို့ကိုတနိုင်7မိနစ်နောက်ပိုင်းကြုံတယ်ဘေတော်ရာဒီဘွားတွေမှာအရာဆင်ပြေတယ်ဒီနေ့ဆုံးဖြတ်ချက်မှန်တယ်မနေ့9နိုင်နဲ့7နိုင်ကြာညနေ3နိုင်နဲ့6နိုင်ကြာတွေမှာပေါ်လာတဲ့ခွင့်ရည်တွေကိုကောင်းလို့လာတယ်ကရကရာဒီဘွားတွေမှာခီးကိစ္စဆင်ပြေတယ်ဥတီချက်ပြောင်းပြီးလုပ်တာအချိုးပေးမယ်ပစ္စည်းပြောက်တတ်တဲ့ခီးဆိုင်နာမည်မှာကာကြီးခါခွေအာဟုပါသူတွေနဲ့ပฏิပက္ခဖြစ်တတ်တဲ့နေ့7နိုင်12မိနစ်ချိန်ကစပြီးတော့နေ7နိုင်မတိုင်ခင်တွင်းထိရန်နေတော်တော်များတယ်ညနေ3နိုင်36နောက်ပိုင်းတော့ရဆင်ပြေသွားမှာပါတင်ရသည်ဘာတွေမှာကောင်းခြင်းကံတွေရှိတယ်ရဆင်ပြေမယ်လူရပြည့်စုံတယ်ဘဝရည်မှန်းချက်နဲ့လူသားချက်ပြည့်စုံတိုးတက်ခြင်းရှိတယ်မနေ့9နိုင်20ရက်နေ့7နိုင်40ကြာညနေ3နိုင်36ကနေညနေ6နိုင်တွင်နေမှာကိုယ့်အတွက်အထူးကောင်းတဲ့ကံတွေရှိတယ်။ကံရာဒီဘာတွေအတွက်ရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုရှိတယ်။ဒီနေ့မှာဘုရားကံတစ်စစ်ချိုးပြောင်းလဲနေဖြစ်နေတယ်။ဒီနေ့လာနေ့ငင်္ဂါနေ့ဗုဒ္ဓနဲ့မွေးသူတွေကိုကောင်းချိုးပေးနေတယ်။နေ့စနိုင်တော့ပိုင်းကံကြမ္မာတစ်ခုလုံးပြောင်းလဲတိုးတက်နေတယ်။တရားဒီဘာတွေမှာပြဿနာအောင်တွေပြန်ဖြေရှင်းရတဲ့ရန်ဟောင်းတွေပြန်ပြီးတော့ထိတိုက်ရင်ဆိုင်ရနေတယ်။နေကတနိုင်ခွဲနဲ့ညနေ3နိုင်ကြာမှရပိုင်ခွင့်ဟောင်းတွေပြန်ရနေတယ်။အိဆာယာဒီဘာတွေမှာခရီးကိစ္စစီစဉ်မှုအောင်မြင်မယ်။မနာလိုသူမတန်ပေါ်နိုင်မယ်။မနေ့9နိုင်ရက်နေ့7နိုင်ခွဲကြာနေကတနိုင်ခွဲနဲ့ညနေ3နိုင်ကြာအမခံခြင်းတောင်းယူခြင်းမလုပ်ရဆုံးရှုံးတတ်တယ်။ရောင်းမဝယ်မှာဖြစ်တတ်တယ်။ဒနုယာဒီဘာတွေအတွက်ကောင်းသောကံကြမ္မာရှိတယ်ငွေကြေးလက်လာပါကံကောင်းမယ်အလိုဆန္ဒပြည့်စုံမယ်ဘဝတိုးတက်မယ်ပိတ်နေတဲ့လမ်းကြောင်းတွေကုန်ပြန်ပွင့်မယ်နေ့ဆက်နိုင်တော့ပဲထူးကောင်းမကာရယာဒီဘွားတွေမှာရှင်ပြန်မှုအောင်မြင်မယ်ဘဝရည်ရွယ်ချက်တိုးတက်မယ်ငွေကြေးကံကောင်းမယ်မနေ့စင်နိုင်ကြော်ပြီးရဲ့ဆက်တိုက်ကောင်းတဲ့ကံတွေပေါ်လာတယ်ကောင်းရာဒီဘွားတွေမှာစိတ်ပမာလူပမာဖြစ်တယ်။တောင်းမဲ့လုပ်တဲ့သူတွေကြောင့်ကိုယ်မှာပြဿနာရှိတယ်။ကိုလုံးနေတဲ့လူတပတ်သူလက်ကိုလက်ကမ်းပေးလိုက်တဲ့အခါမှာတပတ်သူကပြိုပြဲလုပ်လိုက်တဲ့အတွက်ကိုယ်မှာအခွင့်အလမ်းတွေဆုံးရှုံးခြင်းစိတ်နှောက်ယှက်ဖြစ်ခြင်းတွေကြုံတယ်။နေ့တနိုင်ခွဲနောက်ပိုင်းမှာတော့တပြေးပြေးပြန်ကောင်းလာတယ်။မေယာဒီဘာတွေရဆင်ပြေတယ်။တို့သမျှအောင်မြင်မယ်။ဝေကြီးကန္တာဒုက္ခကန္တာဘဝကန္တာတွေမှာအလိုရှိသလောက်ပြည့်စုံဆောင်ရနိုင်တဲ့ကံရှိတယ်။ညနေ3နိုင်နောက်ပိုင်းကိုကောင်းမှာပေါ့။ဒီနေ့ဒါကာလအတွင်းမှာအဝါရောင်လေမော်ရောင်တွန်းနေရောင်တို့ကိုချိုးပြီးရောင်နေဖြစ်သုံးသက်တယ်။ဂျားစာခွင့်ရရဖြစ်တဲ့အထက်ရက်ကိုမျက်နှာမူပြီးညာပခုံးရေခွင့်ဆိုပြီးကထွက်ကဒီနေ့ဒါကိစ္စများဆောင်ရွက်အောင်မြင်မှုကိုရရှိပါမယ်။ကျေးဇူးတင်ပါတယ်